ကန်တိန် highlight တို့အပန်းဖြစ်ခီးစဉ်မင်္ဂလာပါဘရော့ဘန်အောက်တူပိတ်ကနေရွေးထွေးသွားပြန်လဲကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ယခုတစ်ခါရောက်ရှိနေတဲ့နေရာကတော့ကန်တိန် highlight တောင်ပေါ်ကိုရောက်ရှိနေရဖြစ်ပါတယ်အဲဒါဆိုရင်တော့ဗီဒီယိုဘလော့လေးကိုအဆုံးထိလိုက်ပါကြည့်ရှုရင်းနဲ့အပန်းဖြစ်လိုက်ကြရအောင်ဗျာဟုတ်ကဲ့ပါကန်တိန် highlight တောင်ပေါ်ရောက်လာတဲ့ယခုလိုမျိုးဘောရမြတ်စွာဘုရားကြီးဒီညိုပွဲရရုပ်ဝါတော်တွေထူးမြတ်နိုင်ရမှာဖြစ်ပါတယ်ဟိုတောင်ကုန်းပေါ်ဆိုရင်လည်းအစင်းစင်းရုပ်ထုတွေကိုအလှဆင်ထားတာတွေ့မြင်ရမှာဖြစ်ပါတယ်။ကန်ဒီ highlight တောင်ကဆိုရင်ကျွန်တော်တို့မလေးရှားစလန်ဂေါပြည်နယ်ကွာလာလာပူမြို့အနီးမှာတည်ရှိတာဖြစ်ပါတယ်။သဘာဝတရားတွေသဘာဝရှုခင်းတွေတဝါကြီးကြည့်ရှုခံစားခြင်းနဲ့ဆိုရင်တော့ကန်ဒီ highlight တောင်ပေါ်ကိုတွားရောက်လည်သင့်ပါတယ်။ငကြင်အပေါင်းအသင်းလေးမိတ်ဆွေအပေါင်းအသင်းလေးစုဖွဲ့ပြီးတော့တွားရောက်လည်ပတ်မယ်ဆိုရင်တော့အရန်ရန်ဟိုမှာပြောစရာကောင်းတဲ့ခီးနေလေးဖြစ်မှာအသိကြပါပဲကျွန်တော်တို့တွားလေတွေကတော့စော်ရီအကြောင်းလူကတိတ်မစီဘူးဖြစ်ပါတယ်ခါကြီးရကြီးတွေမှာဆိုရင်လူတွေအရန်ကြိတ်ကြိတ်တို့စီကားတဲ့လူလည်းသိရှိရပါတယ်ကျွန်တော်ကတော့ခိတမလေးရှားကိုအောင်ပဲဖြစ်ပါတယ်ဘလော့ပိုင်းအောင်သူအရမန်ပဲဖြစ်ပါတယ်ကြည့်ရှုအပိတ်သူများကျေးဇူးများကြီးတင်ပါတယ်နောက်တစ်တင်ပါလည်းဗီဒီယိုဘလော့တွေများစွာတင်ဆက်ပေးရမှာဖြစ်ပါတယ်အားလုံးဘိုင်ဘိုင်နောက်ဘလော့လေးကပြန်လဲဆောင်ကြမယ်